rearrange and letter စာမျက်နှာ26 29စာမျက်နှာ26 rearrange the letters စာလုံးကိုအစင်မှန်အောင်ပြန်စီပါ C A K E cake ခိမုတ် D U C K duck ပဲ F R O G frog ဖာ F L O W E R flower ပန်း H O R S E horse မြင်း G U A V A guava မလကာဒီ find and cycle စကားလုံးများကိုရှာပြီးအဲ့ဒီစကားလုံးလေးတွေကိုဝိုင်းပေးရပါမယ်ရှာရမယ့်စကားလုံးများကတော့ B R A D bread ပါမုတ် F I S H fish ငါ E N E E N V E L O P E envelope စာအိတ် D O O R do တကာ B I C Y C L E bicycle စပိန် page 27 interview your friend တင့်တငယ်ချင်းကိုမေးမြန်းပါ what's your names မင်းနာမည်ဘာလဲမင်းနာမည်ဘယ်လိုခေါ်လဲ do you like မင်းကြိုက်လား I like grapes ကျွန်တော်ကျမစပစ်သီးကြိုက်တယ် I like apples ကျမပန်းသီးတွေကိုကြိုက်တယ် How are you feeling မင်းဘယ်လိုခံစားရလဲ I am happy ကျမပျော်ရွှင်တယ် Introduce your friend တင့်တငယ်ချင်းကိုမိတ်ဆက်ပါ This is my friend ဒါကကျမရဲ့တငယ်ချင်းပါ He's she's like သူကကွက်လက်ကိုကြိုက်တယ်ကွက်လက်နေရာမှာကြိုက်တဲ့ပစ္စည်းကြိုက်တဲ့အရာကိုဖြည့်ပေးရပါမယ် He she is blank now အခုသူကကွက်လက်ဖြစ်နေတယ်ဥပမာ This is my friend AA ဒါကကျမရဲ့တငယ်ချင်း AA ပါ She likes apple သူကပန်းသီးကြိုက်တယ် She is happy now သူအခုပျော်နေတယ်